ကဲအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဗုဒ္ဓဦးနဲ့ညရဲ့ချန်ပီယံလိပွဲစဉ်တွေကကြီးတော့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တယ်ဘာစီလိုနာနဲ့ PSG ပွဲကိုသုံးသပ်ပေးသွားမှာဖြစ်ပါတယ်ဒီဘက်ကတော့ထွေထူးထူးပြောနေစရာမလိုတဲ့ပွဲပဲဖြစ်ပါတယ်နှစ်သင်းလုံးကအပြစ်ပြောစရာနည်းပါတဲ့အသင်းတွေဖြစ်ကြတယ်တိုက်စစ်အာသန်တဲ့အသင်းတွေဖြစ်ပြီးတော့နှစ်သင်းလုံးရဲ့တိုက်စစ်ကလည်းကြောက်စရာကောင်းလောက်ကောင်းမွန်ကြပါတယ်နှစ်သင်းလုံးတပွဲကန်ပြီးတဲ့အနေအထားမှာဘာစီကနယူးကိုနိုင်ထားတယ် PSG ကတော့အတလန်တာကိုအနိုင်ယူထားပြီးတော့သုံးမှတ်စီရယူထားကြပါတယ်ပြောစရာတော့တစ်ချက်ပဲရှိပါတယ် PSG ကအားထားရတဲ့ရှေ့တန်းကစားသမားတွေနာနေတာပဲဖြစ်ပါတယ်ဒိုရေးတို့ကာဗရက်ခီရီယောတို့တမ်ပီတို့နာနေတာကဘာစီလိုအသင်းကြီးနဲ့တွေ့တဲ့အခါမှာ PSG အတွက်ထိုးနှက်ချက်တစ်ခုဖြစ်မယ်လို့ကျွန်တော်ထင်မိပါတယ်ဂျေးကလည်းဘာကနှလုံးသွင်းမှာအပြည့်နိုင်မှာဖြစ်ပြီးကိုပေါင်းဂျေးကတော့3-85ပေးထားတာတွေ့ရပါတယ်ဘာကပြီးခဲ့တဲ့ရာသီကလည်းခြေစမ်းမျိုးကိုဆက်သိမ်းထားတာတွေ့ရပြီးတော့ PSG ကတော့ပြီးခဲ့တဲ့ရာသီကတည်းကစရင်ဒီရာသီခြေစမ်းပိုင်းအနှဲငယ်ကျဆင်းနေတာကိုမြင်တွေ့ရတဲ့အတွက်ကြောင့်ကျွန်တော်ကတော့ခြေစမ်းပိုင်းပို့ပြီးတည်ငြိမ်ကောင်းမွန်တဲ့အရှင်ဘာကာဘက်ကပဲနေကျင်ပါတယ်ဂိုးဘော်ကလည်းတေချာတလောက်ကိုပုံမဲ့ပွဲဖြစ်နေတဲ့အတွက်ကြောင့်ဘာကာဘော်ရင်ရဲ့ဂိုးဘော်ကိုရွေးချယ်ပေးကျင်ပါတယ်ကဲကျွန်တော်တခုသတိပေးချင်တာကကျွန်တော်ရဲ့ထင်မြင်ယူဆချက်တွေသုံးသက်ချက်တွေနဲ့အကြိုက်တူတဲ့ညီကိုတွေမှသာလိုက်လံစော်ကစားကိုကျွန်တော်တိုက်တွန်းချင်ပါတယ်ခင်ဗျာကျွန်တော်စပို့မော်ရီကဘောလုံးသုံးသက်သူကိုကြံ့ပဲဖြစ်ပါတယ်ကဲဒီညနိုင်ပွဲတွေပေါ်ဆောင်နိုင်မဲ့ညတညဖြစ်ပါစေလို့ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်